ကြော်ညာဗီဒီယိုလေးတွေကိုထိုင်ကြည့်ပေးရုံနဲ့ပတ်စံရရှိလာမဲ့အခုမှအသေးထွင်စီလာတဲ့ APP လေးတစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်ဂိမ်းစောချင်တဲ့သူတွေလည်းဂိမ်းစောလို့ရမှာဖြစ်ပြီးတော့ဂိမ်းမစောချင်တဲ့သူတွေဆိုရင်တော့မှကြော်ညာဗီဒီယိုလေးတွေကိုထိုင်ကြည့်ပေးရုံနဲ့ပတ်စံရရှိလာမှာဖြစ်ပါတယ်ပတ်စံစာပုတ်စာနီပတ်စံထုတ်ပုတ်ထုံနီလေးကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်တာကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe ပါလေးနှိပ်ထားပေးဖို့တောင်းဆိုခြင်းပါတယ်။ Okay ကျွန်တော်အခုပြောပြပေးမယ့် APP လေးကဆိုရင်ပေါ့နော်ကိုလူတို့ကဒီကြော်ညာဗီဒီယိုလေးတွေကိုထိုက်ကြည့်ပေးရုံနဲ့ပတ်စံရရှိလာမှာဖြစ်ပါတယ်။ပထမအနေနဲ့ဒီ APP လေးကိုကိုလူတို့အနေနဲ့ရယူမယ်ဆိုရင်ကိုလူတို့ဖုန်းထဲမှာစီးတဲ့ဒီ APP လေးတစ်ခုကို connect တဲ့အရေးလုပ်ပေးထားလိုက်ပေါ့။ကျွန်တော်ပေးထားတဲ့လေးကနေကိုလူတို့တစ်ချေဝေလိုက်ပြီးဆိုရင်ပေါ့နော်ဒီ Google Play Store မှာဒီ APP နေနဲ့ logo လေးကိုတေချာကြည့်ပြီးတော့ကိုလူတို့ကဒီ APP လေးကို Google Play Store မှာ install လုပ်ပေးလိုက်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းစကွယ်လေးထက်ကိုဒီလိုရရှိလာမှာဖြစ်ပြီးတော့ဒီ APP လေးရဲ့အားသာခြင်းကဆိုရင်ကျွန်တော်တို့ဒီ APP ခန်းစရာမလိုဘဲနဲ့ကြော်ညာဗီဒီယိုလေးတွေကိုအလွယ်တကူကြည့်လို့ရမှာဖြစ်ပါတယ်။ Okay ဒီ APP လေးထက်ကိုဝယ်လိုက်ပြီးဆိုရင်ဒီအမှကျွန်တော်တို့က login Google ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ကျွန်တော်တို့ဖုန်းထဲမှာစီးတဲ့ဒီ Google account တစ်ခုနဲ့ပေါ့နော်ကိုလူတို့က account ပြုလုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းထဲမှာစီးတဲ့ဒီ Google account တစ်ခုနဲ့ account ပြုလုပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာခဏလေးစောင့်ပေးလိုက်ပေါ့နော်ဒီနေရာလေးကိုရောက်စီးလာပြီးဆိုရင်ကိုလူတို့အနေနဲ့ပထမဆုံးလုပ်ရမှာကတော့ပေါ့နော်ဒီအောက်က invite ဆိုတဲ့နေရာလေးကိုတစ်ချက်ဝေးလိုက်ပေါ့ဒီလိုဝေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာ auto code ဆိုတဲ့နေရာလေးမှာကျွန်တော်ပေးထားတဲ့ code လေးကိုကိုလူတို့ကထည့်ပေးလိုက်မယ်ဆိုရင်ပေါ့နော်ဝေချင်းမှာပဲ coin လေးတွေကိုရရှိလာမှာဖြစ်ပါတယ်ဟုတ်ပြီ code လေးကိုထည့်ပေးလိုက်ပြီးဒီအောက်က submit ကိုနှိပ်ပေးလိုက်ပြီးဆိုရင်ရပြီပေါ့နော် okay ကျွန်တော်တို့အပေါ်ကမြောက်လေးကိုနှိပ်ပြီးတော့အပြေကိုပြန်ထွေးလိုက်ပါမယ်ဒီထက်ကနေကျွန်တော်တို့ကပေါ့နော် gate ဆောချင်တဲ့သူတွေဆိုရင်ဒီအောက်က play button လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာသူပေးထားတဲ့ gate လေးတွေကိုကစားပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအစိမ်းရောက်ကိုပဲပေါ့နော်ဒီလိုကျွန်တော်တို့လိုက်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်အစိမ်းရောက်ကိုပဲကျွန်တော်တို့ကဒီမှာလိုက်ပြီးတော့ကစားပေးရမှာပေါ့နော်အနီးအဝါရောက်လေးတွေကိုကျွန်တော်တို့ထိတဲ့အခါမှာဆိုရင် gate ကစားချေကကျွန်တော်တို့ဒီဆုပ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့အစိမ်းရောက်လေးကိုကျွန်တော်တို့ကရွေးပြီးတော့ကစားပေးရမှာဖြစ်ပါတယ် okay ဒီလိုနိုင်သွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီမှာ coin လေးတွေကိုရယူမယ်ပေါ့နော် get reward ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကိုလူတို့အနေနဲ့ကြော်ညာကြည့်ပြီးတော့ဒီ coin လေးတွေကိုရယူလို့ရမှာဖြစ်ပါတယ် okay ကျွန်တော်ကတော့ဒီမှာ get reward ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်ဒီ app လေးရဲ့အော်တာချေကဆိုရင်ကြော်ညာကြည့်တဲ့အခါမှာကျွန်တော်တို့ဒီဘူပေလောကခံစရာမလိုပါဘူးမြန်မာနိုင်ငံမှာနေတဲ့သူတွေဆိုရင်ဒါမှဒီဘူပေမလိုဘူးပေါ့နော်ကြော်ညာလေးတွေကိုအလွယ်တကူကြည့်လို့ရမှာဖြစ်ပါတယ် okay ကြော်ညာပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့က coin လေးတွေကိုရရှိလာမှာဖြစ်ပါတယ်ဒီကျွန်တော်တို့ကြော်ညာလေးတွေပြီးသွားတဲ့အခါမှာဆိုရင်အပေါ်ကအမလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ကျွန်တော်တို့ရရှိလာမဲ့ coin လေးတွေကိုပေါ့နော်အပေါ်မှာသူကသွားပေါက်ပေးမှာဖြစ်ပါတယ်ဒီနေရာလေးမှာဆိုရင် coin ရရှိတဲ့နှုတ်ကဆိုရင်သူက0အနေနဲ့ပြပေးတယ်ပေါ့နော်ကျွန်တော်တို့အပြင်မှာသွားကြည့်မှသာဒီ coin လေးတွေကရရှိလာမှာဖြစ်ပါတယ် okay တကယ်လို့ပေါ့နော်ကျွန်တော်တို့ကဒီထက်ကနေcoin လေးတွေကိုထမ်းမှန်လုပ်ချင်တဲ့ဆိုရင်ဒီမှာ get reward ဆိုတဲ့နေရာလေးကိုထမ်းမှန်နှိပ်ပြီးတော့ကြော်ညာလေးတွေကြည့်ပြီးတော့ထမ်းမှန်ရယူလို့ရလို့ပေါ့နော်ဒီအောက်က gate လေးတွေကိုကျွန်တော်တို့ကထမ်းမှန်ကစားမဲ့ဆိုရင်ဒီမှာ next ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ထမ်းမှန်ကစားလို့ရမှာဖြစ်ပါတယ် okay ကျွန်တော်ကတော့ဒီမှာအပြေကိုပြန်ထွေးလိုက်မှာဖြစ်တာကြောင့်မလို့ဒီမြောက်လေးကိုတစ်ချက်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ရရှိလာမဲ့ coin လေးတွေကပေါ့နော်ဒီမှာသူကပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့က coin လေးတွေကပေါ့နော်ဒီ gate ဆောတဲ့အခါမှာဆိုရင်အနှဲငယ်ပဲရရှိလာမှာဖြစ်ပါတယ်ဒီ coin လေးတွေကိုမြများလူချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီ parcel ဘုတ်လေးကိုနှိပ်ပြီးတော့ကြော်ညာတစ်ပုတ်ကြည့်ပေးလိုက်ရုံနဲ့ဒီ parcel ဘုတ်လေးထဲကနေ coin လေးတွေကိုကျွန်တော်တို့ကမြများရယူလို့ရမှာဖြစ်ပါတယ် gate မစောချင်တဲ့သူတွေဆိုရင်လာပါကျွန်တော်တို့ဒီ parcel ဘုတ်လေးကိုနှိပ်ပြီးတော့ဒီလိုကြော်ညာဗီဒီယိုလေးတွေကိုထိုက်ကြည့်ပေးရုံနဲ့ပတ်စံရရှိလာမှာဖြစ်ပါတယ် okay ဒီနေရာလေးမှာကျွန်တော်ကကြော်ညာလေးတွေကိုကြော်လိုက်မှာဖြစ်ပါတယ်ဒီကျွန်တော်တို့ကြော်ညာပြီးသွားတဲ့အခါမှာဆိုရင်အမားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်ကျွန်တော်တို့ရရှိလာမဲ့ coin လေးတွေကဒီမှာသူကတွားပြီးတော့ပေါက်ထည့်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ gate လေးတွေကစားတဲ့အခါမှာဆိုရင်ဒီ coin လေးတွေကထည့်တယ်လောက်ကျွန်တော်တို့မရဘူးပေါ့နော်ကျွန်တော်တို့ဒီအောက်က parcel ဘုတ်လေးထဲကနေကြော်ညာကြည့်ပြီးတော့ coin စားမယ်ဆိုရင်မြများရရှိလာမှာဖြစ်ပါတယ် okay ဒီအောက်မှာ space ဆိုတဲ့ဒီကောင်လေးပေါ့နော်ဒီ space ဆိုတဲ့ကောင်လေးကကျွန်တော်တို့ဒီဘူပေခံမဲ့တော့ကြော်ညာလေးတွေကြည့်လို့ရမှာဖြစ်ပါတယ် space လေးတွေလှည့်လို့ရမှာဖြစ်ပါတယ် okay ဒီနဘေနာကကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်နှိပ်ကြည့်မယ်ပေါ့နော်ဒီကောင်လေးကကျွန်တော်တို့နေ့စဉ်ချစ်ကလေးတွေကိုဝယ်ယူလို့ရမှာဖြစ်ပါတယ်တနေ့တစ်ခါပေါ့နော်ကျွန်တော်တို့ဒီအောက်ကကောင်လေးကိုနှိပ်ပြီးတော့ဝယ်ယူလို့ရမှာဖြစ်ပါတယ် okay နောက်တစ်ခုအနေနဲ့ကျွန်တော်တို့က event flip လုပ်ချင်တဲ့သူတွေဆိုရဲပေါ့နော်ဒီအောက်ကလူပုံစံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဒီနေရာလေးမှာ sell ဆိုတဲ့နေ
ရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လေလေးကိုပေါ့နော်ကိုလူတို့ထောချီတဲ့နေရာမှာထားပြီးတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လေလေးကိုထုတ်လို့ရမှာဖြစ်ပါတယ်โอเคဒီလိုကျွန်တော်တို့ရဲ့ကိုယ်ပိုင်လေလေးကိုထုတ်လိုက်ပြီးဆိုရင် A5 လေးတွေအလွယ်တကူလုပ်လို့ရမှာဖြစ်ပါတယ်โอเคနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီထက်ကနေရရှိလာတဲ့ဒီ coin လေးတွေကိုပေါ့နော်ပတ်စံထုံမဲ့နီလာလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပတ်စံထုံမဲ့ဆိုရင်ကိုလူတို့ကဒီမှာ source ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคဒီနေရာလေးမှာကျွန်တော်တို့ပတ်စံထုတ်လို့ရမယ့် wallet တွေကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်ပထမအနေနဲ့ကျွန်တော်တို့က PayPal နဲ့ထုတ်လို့ရမှာဖြစ်ပါတယ်ဒီ gate လေးထဲကနေပတ်စံထုတ်တဲ့အခါမှာဆိုရင် PayPal အကောင့်နဲ့လုံးဝမထုတ်ဖို့ကျွန်တော်ကအကြံပေးခြင်းပါတယ် PayPal အကောင့်နဲ့ပတ်စံထုတ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ PayPal အကောင့်လေးထက်ကိုပတ်စံကအပြည့်ရောက်ရှိလာမှာမဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့က PayPal နဲ့မထုတ်နဲ့ပေါ့နော်ကျွန်တော်တို့ဘာနဲ့ထုတ်လို့ရလဲဆိုတာလေးကိုကျွန်တော်ဒီမှာတစ်ချက်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ PayPal နဲ့မထုတ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ထုတ်လို့ရမယ် wallet တစ်ခုကဆိုရင်ဒီမှာကျွန်တော်တို့က Payoneer အကောင့်လေးပဲဖြစ်ပါတယ်ဒီအကောင့်နဲ့ကျွန်တော်တို့ပတ်စံထုတ်တဲ့အခါမှာဆိုရင်ပေါ့နော်ဒီ Fiji နဲ့ငယ်ပဲကျွန်တော်တို့ဖြန့်ပြီးတော့ကျွန်တော်တို့ရဲ့အကောင့်လေးတက်ကိုပတ်စံကပေါ့နော်ဒီမပြည့်တပြည့်လေးရောက်လာမှာဖြစ်ပါတယ်โอเคဒီအကောင့်နဲ့ကျွန်တော်တို့ပတ်စံထုတ်တဲ့အခါမှာဆိုရင်ဒီအကောင့်လေးတွေကိုပေါ့နော် YouTube ထဲမှာတွားပြီးတော့လှည့်လာပြီးတော့ကိုလူတို့အနေနဲ့လွယ်လွယ်ကူကူဖွေးလို့ရမှာဖြစ်ပါတယ်ဘယ်နိုင်ငံကမဆိုပေါ့နော်ဒီအကောင့်ကိုကျွန်တော်တို့လွယ်လွယ်ကူကူနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်တကယ်လို့ကိုလူတို့ကပေါ့နော်ဒီအကောင့်နဲ့ပတ်စံထုတ်လို့ဒီအကောင့်လေးထဲကိုဒေါ်လာတွေရောက်စီလာတဲ့အခါမှာဆိုရင်ပေါ့နော်ကျွန်တော်စီမှာဒီ KB ဝေပီတို့နဲ့လာထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီထက်ကနေပေါ့နော် KB ဝေပီတို့နဲ့ပတ်စံပြန်ပြီးတော့လဲပေးမှာဖြစ်ပါတယ်โอเคဒီကောင်းနဲ့ကျွန်တော်တို့ပတ်စံထုတ်မဲ့ဆိုရင်အနည်းဆုံး coin ပမာဏဒီမှာ1500လူမှာဖြစ်ပါတယ်ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာလေးကဆိုရင်ဒီမှာ0ဒါတမ3ဒေါ်လာပဲဖြစ်ပါတယ်ဒီနှစ်ဘေးကိုဆွဲပြီးတော့လည်းကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ်တကယ်လို့ဒီအကောင့်နဲ့မထုတ်ချင်တဲ့သူတွေကျွန်တော်တို့ PayPal အကောင့်နဲ့ပဲထုတ်ချင်တဲ့သူတွေဆိုရင်လည်းပဲဒီမှာ PayPal လေးကိုကျွန်တော်တို့ရွေးပြီးတော့ထုတ်လို့ရမှာဖြစ်ပါတယ် PayPal နဲ့ထုတ်မဲ့ဆိုရင်ကိုလူတို့ PayPal အကောင့်က limit ခိုင်မာစီထားတဲ့အကောင့်မှာတော့ထုတ်ဖို့ကျွန်တော်ကအကြံပေးခြင်းပါတယ်နောက်ထပ်ဗီဒီယိုမှာဒီ app လေးထက်ကနေကျွန်တော်ပတ်စံထုံလေးကိုအသေးစိတ်ထပ်မံပြောပြပေးသွားမှာဖြစ်ပါတယ်